အမေတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးရေစွမ်းဆရာတော်ဦးတီဟမိန့်ကြားခဲ့ကြတယ်။ဒီတော့ပညာဉာဏ်အခန့်ရှိသူရဲ့တဘာဝအရာဒီတိုင်းမနေဘူး။တန်ဖိုးရှိတဲ့အခြေအနေကိုဒူးထောက်ပြီးအရှုံးမပေးဘူး။သမထဝိပဿနာတရားတွေကိုလေ့လာတယ်။အားထုတ်တယ်။ပုထုဇဉ်တဘာဝအရာနိုင်ငံရေးကိုတွေးတာလောက်တာကတပိုင်းပေါ့။အဲ့ဒီလိုပိတ်လောင်ထားတဲ့အချိန်တွေအတွင်းမှာသူ့ကိုစကားပါပြောခွင့်မပေးဘူး။သူ့ကိုသွားပြောတဲ့သူအဖမ်းခံရမယ်။သူကလာပြောလို့လက်ခံပြောရင်အဖမ်းခံရမယ်။ဆိုတော့ဘသူမှစကားလာမပြောရတော့ဘူး။အဲ့ဒီလိုပြောခွင့်မပေးတော့ဝစီပိတ်အကျင့်ပါတွဲပြီးကျင့်ပြီးသားဖြစ်သွားတယ်။အဲ့ဒီကာလအတွင်းမှာအမေတော်အောင်ဆန်းစုကြည်ဟာရှစ်ပါးတီလာယူပြီးတရားအားထုတ်နေခဲ့တဲ့ရက်တွေလည်းရှိမယ်။ဒီလိုနဲ့ဖြတ်တန်းလာခဲ့တဲ့ကာလကနည်းနည်းနော်မဟုတ်။ဒီတော့လေအကျင့်နဲ့တီလာတွဲရင်တမာတိအားကောင်းလာမှသိချတယ်။အတိုင်းတာတစ်ခုထိခရီးရောက်လာမယ်။သမထဝိပဿနာတရားအားထုတ်မှုကသူ့အတွက်ဝတိဖော်ဖြစ်လာမယ်။ဝတိဖော်နိုင်လာမယ်။အချိန်ကိုအတိအကျလေးစားလိုက်နာသူဖြစ်လို့အားထုတ်ချိန်ကစပြီးလေးစားလိုက်နာမှသိချတယ်။ဒီအနေအထားအတိုင်းအကျင့်တီလတမာဒီပိုင်းမှာခိုင်မာလာခြင်းရဲ့အကျိုးဆက်တွေကတော့သူမအပေါ်အမျိုးမျိုးသောလှုပ်ကြံခံရမှုတွေအသက်ဘေးနဲ့ရင်ဆိုင်ရမှုတွေအမျိုးမျိုးသောဘေးရင်ရရအစီရင်တွေကိုကြော်ဖြတ်ခဲ့ပြီးဒီလိုနဲ့အကျယ်ချုပ်ဘဝအကျဉ်းဆန်ဘဝကလွတ်တာနဲ့မကြခင်မှာပဲလက်နက်ဆိုလို့အတူတချောင်းတောင်မကင်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာပြည်ရဲ့ခေါင်းဆောင်တစ်ယောက်ကဘာကျော်အမျိုးသမီးကြီးတစ်ယောက်ကဘာနိုင်ငံကြီးတွေကခေါင်းဆောင်တွေကလေးစားရတဲ့အမျိုးသမီးကြီးတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါတွေကတရားအားထုတ်ခဲ့သူတစ်ယောက်ကိုတရားကပြန်လဲစောင့်ရှောက်မှုပေးနေခြင်းဆိုတာလက်တွေ့ပြနေသလိုသူမအပေါ်မကောင်းကြံစီခဲ့ကြသူတိုင်းဇက်သိမ်းမလှခဲ့ကြတာကလည်းလက်တွေ့မြင်နေကြရတာပါပဲ။ဆိုလိုချင်တာကတရားအသိရှိပြီးတရားအားထုတ်နေတဲ့သူတစ်ယောက်ဟာBND ရဲ့ကြီးကြီးမားမားတွေနဲ့ရင်ဆိုင်တွေ့ခဲ့ရင်တော့မှတရားကပြန်လည်ပြီးအမြင်စောင့်ရှောက်မှုပေးနေမှုအရာနှကောင်းနှမျက်တွေရဲ့စောင့်ရှောက်မှုအရာNDA အပေါင်းကလွတ်မြောက်သွားရမှာဖြစ်ပါတယ်။ဒါတွေကိုသဘောမပေါက်နိုင်ကြသူအပေါင်းကတော့သူမအပေါ်ဒီနေ့ဒီအချိန်အထိအမျိုးမျိုးကြံစီလှုပ်ကြံနေကြဆဲပါ။သမထဝိပဿနာဘာဝနာတရားရဲ့ပြီးတော့တီလနဲ့တိတ်ခါကိုလုံခြုံအောင်ထိမ့်သိမ်းစောင့်ရှောက်ထားတဲ့သူတယောက်ကိုမလူသူတွေကလွယ်လွင်တကူနဲ့မကောင်းကြံစီလို့မရအောင်တရားကပြန်လဲစောင့်ရှောက်မှုပေးနေတယ်ဆိုတာလက်တွေ့တာတကတွေများစွာရှိပါတယ်။ Credit